ပူလျှော့ဖို့အယူလျှော့ရမယ်ဒီစကလုံးလေးအပူတွေများခြင်းအပူတွေပေါ့ခြင်းအယူလျှော့ရမယ်လူတွေမှာအဲ့ယူနေတာတွေကလည်းပဲအပူကိုတိုးစေတာယူတာကလောဘပဲအယူများတဲ့သူကဆွန့်လွတ်ရမှာကြောက်တယ်ဆွန့်လွတ်ရမှာကြောက်မဆွတ်နိုင်ဘူးမဆွတ်နိုင်တော့တွေ့ထားတာတွေ့ထားတော့တွေ့တာများတာနဲ့အမြတ် तू ကအပူကပိုတိုးတာအတွေ့ဆိုတဲ့သဘောကလူကိုပဲတွေ့ပစ္စည်းဝိထုကိုပဲတွေ့ရင်ပူတာပစ္စည်းဝိထုလေးပျောက်သွားမှဆိုလို့တန်ဖိုးကြီးထားလေတန်ဖိုးများထားလေသူကအပူကကြီးလေပဲကိုတန်ဖိုးထားတဲ့အရာလေးပစ္စည်းလေးများဆိုကြပါစို့ဟိုနိုင်ငံခြားမှာရှိနေတဲ့ကိုသားပဲဖြစ်ကိုသမီးရပဲဖြစ်မေတို့ဖေတို့အတွက်ဆိုရင်လက်ဆောင်ပေးတယ်လူတွေမှာမရခင်ကတော့ရတဲ့အပေါ်မှာဝမ်းသာကြတယ်ရပြီးတဲ့နောက်ပိုင်းမှာအဲ့ဒီရထားတာတွေကစိတ်ထားမတက်ရင်ရှိတာနဲ့အမျှအပူကတိုးတာလောကမှာတချို့ကပေးရတာကိုပျော်တဲ့သူရှိတယ်ယူရတာကိုပျော်တဲ့သူရှိတယ်ပေးတာကိုပျော်တဲ့သူကြတော့အဲ့ဒီပေးခြင်းရဲ့နောက်မှာသူကပီတိတွေပဲတိုးတက်တယ်ယူတာကိုပျော်တဲ့သူကြတော့ရတဲ့အခိုက်အတန့်မှာပျော်ရပြီမဲ့အဲ့ဒီနောက်ပိုင်းမှာစိုးရိမ်မှုတွေတောကတွေပဲတိုးစီတယ်အယူများတဲ့သူကအပူများတယ်ဆိုယူတာများရင်လေးသွားတယ်ပေးတဲ့သူကပေါ်တယ်ယူတဲ့သူကလေးတယ်ဒါသဘာဝ